ဟုတ်ကဲ့အားလုံးမင်္ဂလာပါ IT Network Planning Center နေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပတ်တင်တဲ့အကြောင်းအရာကတော့ IPGP အကြောင်းအရာပဲဖြစ်ပါတယ်ခုဒီမှာဆိုရင်ကျွန်တော်တို့တူညီရဲ့ AS နှစ်ခုကို router နှလုံးနဲ့ချိတ်ဆက်ပြီးတော့ IPGP ကို configure လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ router 1ကိုသွားလိုက်ကြအောင်အဲ့တော့ဒီမှာ AS 100နဲ့နေရာရှိတယ် router 1မှာ AS 100နဲ့ router 2မှာ AS 100အခုကျွန်တော် interface တွေကြည့်စစ်တိုင်းနဲ့ show up interface 3နဲ့စစ်မယ်အဲ့မှာကျွန်တော် IP တွေကိုinterface တွေကိုကျွန်တော် IP assign လုပ်ထားတယ်အဲ့တော့show IP interface read နဲ့ကြည့်လိုက်လို့ရှိရင် status တွေက app ဖြစ်နေမယ်ကျွန်တော်ကြိုပြီးတော့ဒီ interface တွေကို IP assign လုပ်ပေးထားတယ်ပေါ့ R2 မှာဆိုတဲ့အတိုင်းပဲ show IP interface read နဲ့ကြည့်လိုက်ဆိုရင် interface တွေ loopback ရယ် loopback 2.2.2 ရယ် E00 ရယ် status က app နေတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ over the reachability ပြအောင်လို့ကျွန်တော်တို့ကဒီ static route ထိုးလိုက်မယ်ဟိုဘယ်ကိုသွားမှလဲ destination ဘယ်ကိုလဲဆိုတော့ 2.2.2 next stop က 2.2.2 IP route 255.255.255.255 next stop 10.12.2အဲ့လိုပဲကျွန်တော်တို့ဟိုဘက်ကနေပြန်ပြီးတော့ R2 ကနေမှဆင်ပြန်ပြီးတော့ static route ထိုးမယ် IP route 1.1.1.1 Subject mask +32 next stop က 10.10.1.1 Okay, so PGP assembly, PGP Jibu, so IP route, okay, so IP route. အဲ့တော့ကျွန်တော်တို့အခုဆိုရင်ဘက်ဒီဘက်ကျွန်တော်တို့ PGP neighbor နဲ့ run မယ် PGP run မယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီ open router 1မှာအခုကျွန်တော်တို့ PGP တရား neighbor 2.2.2. neighbor 2.2.2.2 AS yeah အဲ့လိုပဲကျွန်တော်တို့ကဒီ R2 မှာဆိုရင် router PGP တရားဒီ neighbor 1.1.1 remote AS က yeah neighbor 1.1.1 လို့ရှိရင် resource feedback R2 ကနေ neighbor တော့ update so feedback sorry sorry အဲ့ဆိုရင်ဒီပါတဲ့ app ဖြစ်တယ်ပြောချင်တာကကျွန်တော်တို့အရင်တစ်ခေါက်တုန်းကloopback ကိုတုံးပြီးတော့ neighbor လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာက EPGP multi hop ဆိုတဲ့ဟာကိုတုံးတယ်အရင် tutorial တော့
အရင် lab တော့ဘာလို့လဲဆိုတော့သူကကြတော့ APG ကိုမတူညီတဲ့ AS နှစ်ခုကိုချိတ်ဆက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က APGP multi hop ဆိုတာကိုကျွန်တော်တို့ကပြောပြရတယ်အခုဒီမှာကြတော့အဲ့လိုပြောပြတယ်မလို့တော့ဘူး Solar Pi session router ကျွန်တော်တို့ဒီနေ့ကြောင်းနေနေအလုပ်ဖြစ်တယ်အနေပါလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ update sort loopback ဆိုတာကိုပြောပြလိုက်ရုံနဲ့နေပါ app ဖြစ်သွားတယ်အဲ့တော့ AS အတူတူမှာဆိုရင်ကျွန်တော်တို့ကဒီ EPGP multi hop ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ထည့်ပြီးတော့ပြောပြစရာမလိုဘူး within AS အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီ update sort loopback နဲ့နေပါဆောက်လိုက်ရ EPGP multi hop ဆိုတဲ့ဟာကိုသုံးစရာမလိုဘူးပေါ့ show IP PGP assembly ဒီလိုရှိရင် show IP PGP show IP route ဘာမှမရှိဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ lamp လုပ်တဲ့နောက်မရှိဘူး show IP PGP assembly ဘာမှမရှိဘူးဘာလို့ဆိုတော့ကျွန်တော်တို့လမ်းလုံးမဲ့နောက်ကို advertise မလုပ်ရသေးတဲ့အတွက်အဲ့တော့ကျွန်တော်တို့ဒီ testing နေနဲ့ router 2မှာကျွန်တော် loopback 3ကိုကျွန်တော်တို့ create လုပ်လိုက်မယ် interface loopback 3 IP address 3အဲ့ကောင်ကိုကျွန်တော်ကဒီ router PGP တရား network 3.3.3.3 3.3.3 5 ဆိုပြီးကျွန်တော်တို့ထည့်ပြီးပြောလိုက်အဲ့ဆိုရင်ဒီကနေတော့တာဝန်ကနေကျွန်တော်တို့ LAN လောက်သွားမယ် LAN လောက်သွားမယ်ဆိုတော့ your IP route your IP summary အဲ့မှာဆိုကျွန်တော်တို့ LAN လောက်တဲ့ဟာတခုရှိရယ် your IP route ဒါဆိုရင်ကျွန်တော်တို့ PGP ကိုမြင်ရမယ်အဲ့မှာတတိထားမိလားမသိကျွန်တော်ဒီအရင်တစ်ခါတော့ APGP ရဲ့ area 20ကိုသုံးတယ်အခုကျွန်တော်တို့ကဒီတူညီတဲ့ AS နှစ်ခု AS 100နှစ်ခုလုံးကိုကျွန်တော်တို့ကသုံးတဲ့အတွက်ကြောင့်မလို့ IPGP ကိုသုံးတဲ့အတွက်ကြောင့်မလို့ AD ကသူက200ဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ IPGP အကြောင်းအရာကိုသဘောပေါက်မယ်လို့ထင်ပါတယ်ကျေးဇူးအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်